လန်ခွေပြီးရင်အဲ့ဒီလူကိုပဲကိုဘွားအထိပြန်ရဖို့ manifest ပြုလုပ်နေတုံးပေးလားတကယ်တော့ဒါကရိုးအီနေပါပြီဘာဖြစ်လို့ဒီလို X တယောက်တည်းမှာပဲပိတ်မိနေရတာလေ Universe ကမိတ်ဆွေအတွက်ဒီထက်မကပုံမကောင်းမွန်တာတွေပြင်ဆင်ပေးနေတယ်ဆိုရင်ကောသူ့ကိုပဲထက်တလေးလေးတောင်းတနေတာဟာငါအတွက်ဒါပဲရှိတယ်ဆိုတဲ့ရှားပါတဲ့စိတ်တဲ့ကြောင့်ပဲဖြစ်တယ်အဲ့ဒါကိုစဉ်းစားကြည့်ပါ Universe ကမိတ်ဆွေအတွက်ဒီထဲမကပိုကောင်းတဲ့အရာတွေကိုပြင်ဆင်ပေးရှင်တော့အဲ့ဒီလူကိုဖေထုတ်ပေးလိုက်တာဖြစ်တယ်ကိုနဲ့လင်းခွေးသွားတဲ့သူကိုပြန်လို့ရှင်တာကရှားပါနေတဲ့စိတ်တဲ့ကြောင့်ဖြစ်ပါတယ်အဲ့ဒီအစငါအတွက်အကောင်းဆုံးတွေအများကြီးရှိသေးတယ်ဆိုတဲ့ပေါ်များကြွေဝါတဲ့စိတ်တဲ့ကိုပြောင်းလိုက်ပါမိမိကိုတင်ဖိုးထားမိစိတ်ရှင်းသာမှုပေးမိလက်တွေးဖို့ပါတနာမျိုးကိုဘလို့ဆွေးဆောင်ရမလဲဆိုတာကိုပဲအာယုံစိတ်ပါဇလန်းအဟောင်းတွေကိုပြန်ဖွင့်မိအစဇလန်းအစ်စ်ကိုပို့ပြီးရင်လန်းအောင်ပဲရေးကြတော့မယ်စကားမစက်တစ်ခုတော့ပြောလိုက်ရှင်ပါသေးတယ်ဒီစီကဒီနေ့အလုပ်တွေများလို့ဗီဒီယိုမတင်တော့ဘူးလို့ပြုလုပ်နေတာမိတ်ဆွေတို့ရဲ့ comment တွေကိုဖက်ပြီးရင် motivation ရသွားတယ်ဒီစီရဲ့ဗီဒီယိုတွေဟာမိတ်ဆွေတို့အတွက်အရင်ကိုအကျိုးရှိတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီလိုမျိုး comment တွေကိုဖက်လိုက်ရလို့ဒီစီကဝမ်းသာသွားတာမို့လို့ဒီဗီဒီယိုကိုမဖြစ်မနေပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်အမေအတိုင်းပြောမေဆိုရင်ဒီစီရဲ့စိတ်ထဲမှာညှိငွေ့နေတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်နေ့စဉ်နေ့တိုင်းတစ်ခါလာရင်လေ manifestation အကြောင်းအခြေရေးအကြောင်းတွေထက်ကတလေးလေးပြောနေရတာကိုတော့ညှိငွေ့ပါတယ်တခြားအကြောင်းလေးတွေကိုလေလှစ်ပက်ပြောရှင်တယ်ဒါပေမဲ့ဒီစီရဲ့မိတ်ဆွေတွေကဒီအခြေရေးကိုပဲအားသင်နေကြတော့ဒီစီလေးမိတ်ဆွေတော်ရဲ့အလိုအယအခြေရေးအကြောင်းကိုထက်တလေးလေးပြောပြပေးနေရတာဖြစ်တယ်ဒါပေမဲ့လေဒီစီရဲ့မိတ်ဆွေတွေအတွက်အကျိုးရှိရဆိုတော့တကယ်ကို motivation ဖြစ်ပါတယ်။ဒါဆိုရင်ဗီဒီယိုကိုဆက်ကြရအောင်။ကိုယ့်ရဲ့ရည်စားဟောင်းအခြေဟောင်းအိမ်ထောင်ဖဲဟောင်းကိုယ့်ရဲ့ XC ကစာတွေကိုစောင့်နေမိအစမိတ်ဆွေကိုတင်ဖိုးထားပြီးရင်စိတ်ချမ်းသာမှုအပြည့်ပေးမိအကောင်းဆုံးလက်တွေးဖို့ပါတနာအသစ်ကိုပုံဖော်ပြီးရင်ဆွေးဆောင်လိုက်ပါ။မိတ်ဆွေရဲ့စွန့်အင်တွေ vibration တွေကိုမြင့်တင်လိုက်တဲ့အခါကိုနဲ့ထိုက်တန်တဲ့အချစ်စစ်ကအလိုလျောက် automatic မိတ်ဆွေစီကိုစိတ်မြဲရောက်လာပါလိမ့်မယ်။ဒါဆိုရင်ကိုယ့်ရဲ့ပါတနာအသစ်ကိုဘယ်လိုဆွေးဆောင်ရမလဲ။ကိုယ့်ရဲ့စွမ်းအင်အသစ် vibration တွေကိုဘယ်လိုမြင့်တင်ရမလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။ပထမဆုံးအဆင့်ကတော့ကိုလိုရှင်တဲ့ပါတနာအသစ်လက်တွဲဖို့အသစ်ရဲ့အရည်အရှင်းကိုစာရွက်ပေါ်မှာအတိအကျရှာရေးပါ။ဒါပေမဲ့လူအများစုမှားနေတဲ့တာတစ်ခုရှိတယ်။အဲ့ဒါကကိုလိုရှင်တဲ့လက်တွေးဖော်ရဲ့ရုပ်ရည်တွေပိတ်စင်ယာထုအဲ့ဒါတွေစတဲ့ပြင်ပအရာတွေကိုပဲရေးတဲ့ကြတယ်။တကယ်တမ်းရေးရမှာကကိုလိုရှင်တဲ့ပါတနာရဲ့အတွင်းပိုင်းတင်ဖိုးတွေ core values တွေကိုပဲရေးရှာရမှာဖြစ်ပါတယ်။သူ့အနားမှာရှိနေရမယ်ဆိုရင်မိတ်ဆွေအနေနဲ့ဘလို့စိတ်ခံစားချက်မျိုးကိုလိုရှင်တယ်လေစိတ်လုံခြုံမှုရရှိရှင်တာလားမိတ်ဆွေရဲ့ဝါသနာတွေနဲ့အိမ်မက်တွေကိုပင်ပိုးပေးမိသူလားအရေးကြီးဆုံးအချက်ကတော့မိတ်ဆွေတို့နှစ်ယောက်ဟာဘဝရည်မှန်းချက်တွေတူနေဖို့အရေးကြီးပါတယ်သူ့ဘဝရည်မှန်းချက်နဲ့ကိုယ့်ဘဝရည်မှန်းချက်꿰လေးနေပြီဆိုရင်လေတိတ်တော့အဆင်မပြေတော့ပါဘူးဒါကြောင့်ဘဝရည်မှန်းချက်တူပြီးရင်ကိုယ့်ရဲ့ဝါသနာတွေကိုယ့်ရဲ့အိမ်မက်တွေကိုပင်ပိုးပေးနိုင်မိအရည်အရှင်းရှိတဲ့သူကိုယ့်ရဲ့လက်တွေးဖို့ကိုယ့်ရဲ့ပါတနာအဖြစ်သတ်မှတ်လိုက်ပါနံပါတ်2ကတော့ visualization ဆိုတဲ့စိတ်ကူးရင်ပုံဖော်မှုကိုပြုလုပ်ပါအဲ့ဒီလိုစိတ်ကူးရင်ပုံဖော်တဲ့နေရာမှာရှားပါရှင်းကနေပြီးတော့ပေါ်များကြွေဝါရှင်းပုံစံမျိုးအဖြစ်ပြောင်းလဲပြီးရင်စိတ်ကူးရင်ပုံဖော်ရမှာပဲဖြစ်တယ်ရှားပါရှင်းတော့ပြောလိုက်တာက DX ကိုမှလိုရှင်တယ်ဆိုတဲ့ပုံစံမျိုးကရှားပါနေတာဖြစ်တယ်အဲ့ဒီတော့ကိုဟာအမြင့်တဲ့တခြားသူတွေစီမှာအချစ်ခင်ရတဲ့သူချစ်ချင်းမေတ္တာတွေပေါ်များကြွေဝါနေတဲ့သူတယောက်အဖြစ်မိမိကိုယ်ကိုပုံဖော်ဖို့လိုအပ်တယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပါ။ပြီးရင်အဲ့ဒီလူနဲ့အမှန်တကယ်ဆုံတွေ့နေရပြီးတော့ခံစားကြည့်ပါ။ဒါဟာစိတ်ကူးရင်နေတာမဟုတ်ပါဘူး။ကိုလိုရှင်တဲ့ဖြစ်တည်မှုကိုအမှန်တကယ်တည်ဆောက်နေတာပဲဖြစ်တယ်ဖန်တီးနေတာပဲဖြစ်တယ်ဒီလိုပြုလုပ်နေတာဟာမိတ်ဆွေအနေနဲ့ universe နဲ့အတူတကွပူပေါင်းဖန်တီးနေတာပဲဖြစ်တယ်
ဒါကြောင့် visualization ပြုလုပ်တဲ့အခါကိုလိုရှင်တဲ့ဘဝလက်တွေးဖို့နဲ့အမှန်တကယ်တွေ့နေရပြီဆိုပြီးတော့စိတ်ကူးရင်ပုံဖော်ပါအဲ့ဒီအထင်းမှာ feeling ဆိုတဲ့စိတ်ခံစားချက်ကိုထည့်ပေးပါစိတ်ပညာအရာပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့ဥနှောင်းထင်းမှာ reticular activating system RAS ဆိုတာကိုငါဟာဒီလူမျိုးနဲ့ထိတ်တယ်ဆိုပြီးတော့ filter အသစ်တက်ဆင်ပေးလိုက်တာပဲဖြစ်တယ်ရိုးရိုးရှင်းရှင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ဥနှောင်းကိုငါဟာဒီလိုလူမျိုးနဲ့ထိတ်တယ်ဆိုပြီးတော့အမိန်ပေးလိုက်တာဖြစ်တယ်ဒါကြောင့် visualization ပြုလုပ်ပြီးရင်စိတ်ကူးရင်ပုံဖော်မှုပြုလုပ်တဲ့အခါမှာအဲ့ဒီလူစီကဂယုစိတ်မှုတွေကိုတောင်းခံတဲ့ပုံစံမျိုးတွေနဲ့ပုံဖော်ပါနဲ့မိတ်ဆွေတို့နှစ်ယောက်စလုံးဟာပြည့်စုံပျော်ရွှင်နေပြီးရင်အတူတူကလမ်းလျှောက်နေတဲ့ပုံစံမျိုးတွေသွားလာလှုပ်ရှားနေတဲ့ပုံစံမျိုးတွေပျော်ရွှင်နေတဲ့ပုံစံမျိုးတွေကိုပုံဖော်ပါဘဝကိုအတူတူဖြည့်သင်းပြီးရင်ဒီဘဝတွေကိုပုံမမြင်မအောင်အဆင့်မြင်မအောင်ကိုယ့်ရဲ့ဘဝအဆင့်အတင်းတွေကိုမြင်မအောင်အတူတူပြုလုပ်နေကြတဲ့ပုံစံမျိုးတွေကိုပဲပုံဖော်ပါအဲ့ဒီမှာအဓိကအရေးကြီးတာကစိတ်ခံစားချက်ပါဖို့အရေးကြီးပါတယ်ဒါကတော့ကိုလိုရှင်တဲ့ဘဝလက်တွေးဖို့ကိုဆွေးဆောင်တဲ့ပုံစံမျိုးဖြစ်တယ်ဆက်လက်ပြီးရင်ကိုယ့်ရဲ့ vibrational energy တွေစွမ်းအင်တွေကိုလက်တွေ့ကြကြမြင့်တင်မိနည်းလမ်းကိုဆက်လက်ဆွေးနွေးပါမယ် Law of Attraction ရဲ့နိယာမအရာပြောမယ်ဆိုရင်တော့ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာတွေကိုဆွေးဆောင်နေတာမဟုတ်ပါဘူးကိုနဲ့စွမ်းအင်ရှင်တူညီတဲ့အရာတွေကိုပဲဆွေးဆောင်နေတာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့ vibrational energy တွေကိုမြင့်တင်ရမှာဖြစ်ပါတယ်ဒီလိုမြင့်တင်ဖို့အတွက်အဆင့်၃ဆင့်ကိုပြောပြပေးပါမယ်နံပါတ်1ကတော့သင်ရိုးစဉ်တွေးတာတဲ့စိတ်ကိုလွှတ်ချပါအတိတ်ကလူကိုပဲဖြစ်ဖြစ်အနာဂတ်လူကိုပဲဖြစ်ဖြစ်သူရှိမှငါပြောနိုင်မေဆိုတဲ့သင်ရိုးစဉ်တွေတွေးတာနေတဲ့စိတ်တွေရှိနေသေးပြီးတော့မိတ်ဆွေရဲ့ vibrational energy တွေနှိမ့်ကျနေအောင်ပါပဲအဲ့ဒီစိတ်တွေကိုပထမဆုံးအနေနဲ့လွှတ်ချလိုက်ဖို့လိုအပ်ပါတယ်လူဆိုတာအငဲမရလိတ်ဖင်းနေတဲ့အရာနောက်ကိုမလိမ့်ရှင်ကြပါဘူးမိတ်ဆွေကသူလာရင်လေးရတယ်မလာရင်လေးငါဘဝအဆင်ပြေနေပြီးသားဆိုတဲ့စိတ်တဲ့နဲ့နေနိုင်မေဆိုရင်မိတ်ဆွေရဲ့ vibrational energy ဟာအလိုလိုမြင့်တက်နေပါလိမ့်မယ်ကိုယ့်ရဲ့ vibrational energy မြင့်တက်သွားပြီဆိုရင်မိတ်ဆွေရဲ့ဆွေးဆောင်မှုစွမ်းအားကလည်းအမြင့်ဆုံးဖြစ်သွားပါလိမ့်မယ်နံပါတ်2မိမိကိုယ်ကိုပြန်လေပြုစုပြောထောင်ခြင်းဒါကတော့ဆက်လာပဲဖြစ်တယ်ကိုယ့်ရဲ့စွမ်းအင်ကိုမြင့်တင်ဖို့ဆိုရင်မိမိကိုယ်ကိုပြန်လေဂရုစိုက်ဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်အတွက်လေ့ကျင့်ခင်းတွေလုပ်မေးအသားရည်ထိမ့်သိမ့်မေးစိတ်အာဟာရရှိတဲ့စာတွေကိုဖက်မေးအဲ့ဒီလိုပုံစံမျိုးနဲ့ကိုယ့်ရဲ့ vibration ကိုနေ့စဉ်နေ့တိုင်းမြင့်တင်ပေးပါမိတ်ဆွေရဲ့ပါတနာအသစ်စီကလိုရှင်တဲ့အချစ်ဂရုစိတ်မှုနဲ့တင်ဖိုးထားမှုတွေကိုအခုလောလောဆယ်မိတ်ဆွေကိုယ်တိုင်မိတ်ဆွေမိမိကိုယ်ကိုပြန်ပေးလိုက်ပါမိမိကိုယ်ကိုပြည့်စုံအောင်ချစ်နိုင်တဲ့သူစီကိုပဲအဆင့်အတန်းမြင့်တဲ့အချစ်တွေဟာစီးဆင်းလာပါလိမ့်မယ်နံပါတ်3လက်ရှိအခြေအနေကိုကျေးဇူးတင်ရှင်ကိုယ့်ရဲ့ vibrational energy ကိုရှက်ရှင်းလက်ငင်းဆိုသလိုပဲအမြင့်ဆုံးကိုရောက်စေတဲ့ဖြက်လန်းကတော့gratitude ဆိုတဲ့ကျေးဇူးတင်တဲ့သဘောတရားပဲဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဟာမိမိကိုယ်ကိုအထီးကျန်နေတာတွေရှိနေပြီဆိုရင်အဲ့ဒီလိုဖြစ်နေတာတွေကိုအာယုံမစိမ့်ပါနဲ့။လက်ရှိကိုယ်မှာရှိနေတဲ့မိသားစုတွေတငယ်ချင်းကောင်းတွေကိုပြုလုပ်နေတဲ့အလုပ်တွေအပေါ်မှာကျေးဇူးတင်ပြီးရင်လက်ရှိအခိုက်အတန့်မှာပျော်အောင်နေလိုက်ပါမိတ်ဆွေရဲ့စိတ်ထဲမှာငါဟာအားလုံးပြည့်စုံနေပါတယ်တော့ခံစားရတဲ့အကျင့်ကြီးများလာလေမိတ်ဆွေရဲ့ vibration ကပိုပြီးရင်တောက်ပလာလေပဲ vibration ပုံမမြင်မာလာလေပဲဒီလို vibration မြင်မာလာပြီဆိုရင်မိတ်ဆွေဟာကိုယ့်အတွက်အကောင်းဆုံးလူတွေကိုအလိုလျောက်ဆွေးဆောင်နိုင်ပါလိမ့်မယ်အဲ့ဒီလိုအကောင်းဆုံးလူတွေဟာမိတ်ဆွေစီကိုအလိုလျောက်စိတ်နဲ့ရောက်လာပါလိမ့်မယ်ဒါဟာမော်ပညာလေးမဟုတ်တလို့ကိုမချစ်မခင်မနှစ်သက်တဲ့လူကိုအတင်းအာဓမလိတ်ဖဲနေတဲ့ပုံစံမျိုးတွေမဟုတ်ပါဘူးမိမိကိုယ်ကိုပြုပြင်ပြောင်းလဲပြီးရင်ကိုယ့်ရဲ့ vibration ကိုမြင့်တင်ခြင်းအပြင်တခြားသူတွေကကိုယ့်အပေါ်မှာနှစ်သက်စုံမဲ့စေတဲ့နည်းနဲ့ပဲဖြစ်ပါတယ်တကယ်တော့အခုပြောပြခဲ့တဲ့နည်းနဲ့ဟာလွေကူရိုးရှင်းပေမဲ့ဒီလိုပြုလုပ်လိုက်တာကတခြားသူတယောက်ကိုလိတ်ရှာနေတာမဟုတ်ပါဘူးမိမိကိုယ်ကိုအကောင်းဆုံးဘာရှင်းဖြစ်အောင်
ပြန်လည်ရှာဖွေလိုက်တာပဲဖြစ်တယ်အဲ့ဒီအချိန်မှာမိမိကိုအကောင်းဆုံးဘာချင်းဖြစ်လာပြီဆိုရင်တခြားသူတွေကကိုလာပြီးရင်ဒုထောက်ဥရွယ်ရမယ့်နည်းနဲ့ပဲဖြစ်ပါတယ်ဒါကြောင့်ပြီးခဲ့တဲ့ဇလန်းတွေကိုပြင်မဖွင့်နေပါနဲ့တော့ဒီနေ့ကစပြီးရင်မိမိကိုအကောင်းဆုံးဘာချင်းဖြစ်အောင်ပြုလုပ်ပြီးရင်ကိုယ့်ရဲ့ဇလန်းအသစ်ထင်းမှာပုံမိုလင်းဆဲပျော်ရွှင်စွာနေထိုင်လိုက်ကြပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးထူးတင်ပါတယ်